မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့မှာတော့ကျွန်တော်အခုတလောကောလာဟာလာဖြစ်နေတဲ့သတင်းလေးတစ်ခုပြောပြခြင်းပါတယ်အစိုးရကလည်းမလုံနဲ့နော်အစိုးရကလည်းအခုလိုမျိုးဗလီတွေပါသွားစောက်ခွင့်ပေးတာလို့ဘာလို့ဆိုတာအခုကဗလီကရှားနေလို့မြန်မာပြည်မှာဟိုစီပင်သားရကော်မတီတာဝန်ရှိရပေါ့ဘယ်နားလေးမှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးမင်္ဂလာပါမြန်မာ Top 10 Channel ကနေကြိုဆိုပါရစေမြန်မာ Top 10 Channel အနေဖြင့်နေ့စဉ်သတင်းထိုးသတင်းကောင်းများပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးတဲ့ Channel ဖြစ်ပါတယ်ကျေးဇူးပြု၍အားပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ်ဗျာအစိုးရကလည်းမလုံနဲ့နော်အစိုးရကလည်းအခုလိုမျိုးဗလီတွေပါသွားစောက်ခွင့်ပေးတာလို့ဘာလို့ဆိုတာအခုကဗလီကရှားနေလို့မြန်မာပြည်မှာအခုချိန်မှာခဏထားပါအောင်နောက်မှလွတ်တော်တွေပေါ်လာမှပြည်သူချင်းချင်းနဲ့ယုံကြည်ပြီးဟဲ့လားအစ္စလာမ်ဘာသာဗုဒ္ဓလည်းယုံကြည်ဗုဒ္ဓလည်းအစ္စလာမ်ကိုယုံကြည်ပြီးဆိုခင်ဗျားဗလီကြိုက်တော့စောက်ဗျာကျွန်တော်ဘာမှမပြောအခုချိန်မှာသူ့ကိုယ်သူဘိုးတော်လို့တရားမင်းလို့တခါလဲမင်းတရားကြီးလို့နဲ့စောက်စေယူစေခင်ဗျားလုတ်ပိုင်ခွင့်ကိုမရှိတာဒါတွေကဥမင်းအောင်လားနော်အဲ့တော့တသက်မနိုင်ငံဒုက္ခပေးနေတဲ့ပုံစံမျိုးတွေဖြစ်နေတာကမောင်းနဲ့အမှန်များပြောရပါတဲ့ကမောင်းစစ်တပ်အမာခံမကလို့ဘယ်လိုပဲဖြစ်နေပါစေအားပေးပါလေဟိုနှစ်ဖက်ကြည့်ရပါကျွန်တော်နိုင်ငံရေးပါနော်စစ်တပ်အမာခံမှာလုံးဝကျွန်တော်စစ်တပ်ကိုပဲအားပေးတယ်တော်လိုင်းရေးခင်ဗျားတော်လိုင်းလုံးဝအမပေးဘူးဒါပေမဲ့ကျွန်တော်နိုင်ငံရေးစကားပြောနေဆိုတော့သိဖို့လိုတယ်နော်အဲ့တော့အခုဘာသာရေးကတိရုံမဖြစ်ဖို့အတွက်ခင်ဗျားတို့အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ကလည်းလိုအပ်ထားတဲ့ပို့ပြီးတော့မချဲ့နဲ့မကားနဲ့နော်ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ကလည်းနားလည်ပေးဖို့ကြိုးစားဘာကြောင့်လဲဆိုတော့ဒါတွေကကျွန်တော်တို့မြန်မာပြည်ဘွားညီနောင်ဒီဗုဒ္ဓမွတ်စလင်ဘာသာဝင်တွေဖြစ်တယ်သူတို့ရဲ့ဖြစ်တည်မှုကလည်းခင်ဗျားတို့နားလည်မှာဖြစ်တယ်လို့ဖြစ်တည်မှုတွေအတိအမှတ်ပြုဖို့လိုတယ်အခုဖြစ်နေရပါလဲဆိုတဲ့အခါကျတော့တယောက်တယောက်ပွားလာမှတယောက်ကမလိုတဲ့ပုံစံမျိုးတွေဖြစ်နေတာနော်အဲ့တော့တယောက်နဲ့မချဲ့ကြနဲ့ဗျာကျွန်တော်နိုင်ငံမှာဘာသာရေးထက်ကျော်လွန်ပြီးတော့လှုပ်လို့ရတဲ့ကောင်းတဲ့အရာတွေအများကြီးရှိပါသေးတယ်နော်ပြည်သူလူထုစီလုံးမှုအတွက်လေနော်မင်္ဂလာပါလေးစားပါတယ်ဒီရက်စက်တင်ဘာ30ပါနော်အင်္ဂါနေ့ပေါ့နေပြည်တော်မှာတဲ့ဗလီဆောင်မလို့ကျွန်တော်မေးကြည့်တယ်ဟိုစီပင်သားရကော်မတီတာဝန်ရှိရပေါ့ဘယ်နားလေးမှာဘယ်နေရာမှာဘာစောက်လို့ခွင့်မတင်ထားတာလည်းမရှိဘူးခွင့်ပြုထားတာလည်းမရှိဘူးဒါအဖြေပဲနိုင်ငံခြားပြောတာတွေမယုံနဲ့လေဒီမှာနေပြည်တော်မှာနေနေတာအဲ့ဒါလေးလာပြောတာနောက်တစ်ခုကဟိုပေါ့ a little knowledge dangerous ဆိုပေါ့နော်နည်းနည်းပဲသိရင်အန္တရာယ်များတယ်ဆိုတာအဲ့ဒါပြောတာနည်းနည်းပဲသိရင်ရှောက်ပြီးတော့ဟွာအများကြီးသိသလိုလိုနဲ့နော်ဟိုသတင်းသမားလေးတယောက်ဆိုလဲတနာပါတယ်တရားစွဲခံရတော့မယ်ဟုတ်လားအထူးဒေတာတစ်ခုကပုဂ္ဂိုလ်ကြီးကသူ့နေမြေမှာဒီယောဂဝေဝိုင်းဆိုတာသဘောတူပါတယ်ပါဆိုတော့ခင်ဗျာနေမြေခင်ဗျာပြန်ရအောင်လုံးပါညာရန်ကုန်မှာတော့ဟိုတယ်တွေဝယ်ထားတယ်ပါညာဟာဟိုတယ်ဝယ်တာကျွန်တော်တို့လည်းဘာမှမဆိုင်ဘူးနဲ့ဝယ်တဲ့ကောင်တယောက်တည်းကျွန်တော်တို့မိသားစုနဲ့မဆိုင်ဘူးလားကျွန်တော်တို့မိသားစုကိုတိတ်ခါချဟာကျွန်တော်တို့တရားစွဲရမယ်တဲ့သူတို့လာပြောတယ်ကျွန်တော်တနာပါတယ်လို့ဒီချာမေးမြန်းပြီးတော့မေးမြန်းပြီးလှုပ်တာတော့ပုတ်ဘူးဗျာကျွန်တော်လည်းအဲ့ဒါပြောလိုက်ပါလေဆွဲမယ်ဆိုရင်တော့တစ်ခုနဲ့မဆွဲနဲ့နှစ်ခုနဲ့ဆွဲလို့တစ်ခုက66ကာကြီးနောက်တစ်ခုကအတီးဖြတ်မှုနှစ်မျိုးတော့လှုပ်လိုက်အကြံပေးလိုက်ဒါမှရှောက်ပြောဘလွတ်ရှတာရှောက်ပြောရှာရိုးမရှိတိုင်းဘလွတ်ရှတာရှောက်ပြောနေတာတွေရက်သွားနည်းနည်းငြိမ်သွားအောင်နော်နည်းနည်းလေးသတင်းသမားဆိုတာဂါနာနာဂါငယ်ဂါကြီးနာငယ်နာကြီးလေးလာကြီးမပြောရှောက်မပြောနဲ့တရားရုပ်ရောက်ဂတ်ရောက်နေအဲ့ဒါဆိုတော့မကောင်းဘူးလေနော်အဲ့ဒီလာပြောတာလေးစားပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့မှာတော့ကျွန်တော်အခုတလောကောလာဟာလာဖြစ်နေတဲ့သတင်းလေးတစ်ခုပြောပြခြင်းပါတယ်ကျွန်တော်ကြားသိရတာကတော့ဖြင့်နေပြီးတော့ကောင်းစီနယ်မြေမှာပလီဝကြောင်းဆောက်လုပ်မဲ့ကိစ္စပဲဖြစ်ပါတယ်ဒါတွေဟာကောလာဟာလာနဲ့အချိန်ကိုက်ထုတ်လွှင့်နေကြတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ပြည်တွင်းကအမျိုးသားရေးဆောင်ရွက်နေကြသူများကလည်းပဲဒါတွေကိုဂဂနနစုံစမ်းသိရှိခြင်းမဖြစ်ဘဲနဲ့ပေါ့နော်ဖတ်ဆင့်ပြီးတော့ဆောင်ရွက်မှုတွေကိုတွေ့ရပါတယ်နော်ကျွန်တော်တို့မှာ
တန်ဖိုးရှိလာတဲ့နော်ကျွန်တော်တို့နိုင်ငံသားတွေတိုင်းရင်းသားတွေအားလုံးအတွက်ကိုရွေးကောက်ပွဲဆိုတဲ့ထွက်ပေါက်တစ်ခုနဲ့ဆောင်ညှင်းပေးနေတာဖြစ်ပါတယ်လက်ရှိအစိုးရကဒါကိုဖျက်လို့ဖျက်ဆီးလုပ်ချင်တဲ့သူတွေကနီလန်းအသွေးသွေးနဲ့ဆောင်ညှင်းနေတဲ့အချိန်ကာလဖြစ်ပါတယ်ကျွန်တော်တို့လူအဖွဲ့အစည်းဟာဘုံတန်ဖိုးရှိသူတွေဖြစ်ပါတယ်နော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးလက်တွဲအတူနေထိုင်ကြတာလဲအလုံးသိဖြစ်ပါတယ်ဥပဒေကိုလေးစားလိုက်နာခြင်းနဲ့လည်းပဲကျွန်တော်တို့တွေဟာစံပြုတ်တိုက်သူများအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံမှာလည်းပဲဘာသာအလုံးကိုလွတ်လပ်ခွင့်ယုံကြည်ကိုးကွယ်ခွင့်တွေပေးထားတာလေးစားဖို့ဖြစ်ပါတယ်အတူတကွနေထိုင်နိုင်ရေးကိစ္စတွေနဲ့ပတ်သက်လို့လည်းပဲနော်လူနည်းစုတွေကလူများစုတွေရဲ့ရည်ကြည်မှုတွေကိုတွေးဖယ်တာမျိုးမဟုတ်ဘဲနဲ့နော်သူတို့တွေရဲ့ရိုးရာဓလေ့နဲ့ရည်ကြည်မှုတွေကိုသိရှိနားလည်ပြီးတော့နော်မဆန့်ကျင်တဲ့အနေနဲ့နေထိုင်သွားဖို့ကျွန်တော်ကပြောပြလိုပါတယ်နော်နားလည်မှုနဲ့စာနာထောက်ထားမှုဆိုတာတွေလည်းရှိဖို့လိုပါတယ်နော်ကိုတွေကဟောဒီဗုဒ္ဓဘာသာဝင်အများစုရှိတဲ့တိုင်းနိုင်ငံမှာလာပြီးတော့လူနည်းစုနော်ကိုယ်ွယ်ရာတွေနဲ့လာနေတဲ့အခါမှာနောက်ဆုံးတရားဟောကြားတာတွေကအစသတိပြုစင်ကျင်ဖို့လိုပါတယ်အစ္စလာမ်နိုင်ငံတွေမှာပင်လျင်ပလီဝတ်ကျောင်းတော်တွေမှာဟောကြားမဲ့တရားတွေကိုသူတို့ရဲ့သာသနာရေးဌာနတွေကအစစ်စစ်စီစစ်ပြီးမှဟောကြားခွင့်တွေရှိပါတယ်ကျွန်တော်တို့ရဲ့ဘာသာရေးဟောပြောမှုတွေမှာအစွန်းရောက်မှုတွေအတော်လေးရှိနေပါတယ်ဒါကြောင့်ကျွန်တော်အနာဂတ်ကျွန်တော်တို့မြန်မာနိုင်ငံတော်ရဲ့ကောင်းမှုတွေကိုအတူတကွလက်တွဲဆောင်ရွက်မယ်ဆိုရင်တော့ကိုတွေကစတင်ခွဲခြားဆက်ဆံနေတဲ့အရာတွေကိုလည်းပဲပြုပြင်ကြပါလို့ပြောချင်ပါတယ်ဝိစားစီရင်မှုတွေနော်အဟောအပြောယဉ်ကျေးမှုတည်ဆောင်လာမှုတွေကိုပြုပြင်ကြပါတို့မှလာသဟဇာတဖြစ်တဲ့ဟောဒီမြန်မာလူမှုအတိုင်းဝိုင်းမှာအတူတကွနေထိုင်မှုဖြစ်နိုင်မယ်ဆိုတာပြောကြားရင်းနဲ့ဒီနေ့ကျွန်တော်တင်ပြမှုတော့ဒီမှာပဲ